ဒီလူကထောင်နှံပြည့်သွားပေမဲ့ထောင်ထဲကနေမထွက်သွားပဲညင်းနေတာသူဒီလိုလောက်တာကကျွန်တော်ချက်ကျွေးတဲ့အစားအစာတွေကိုတစ်ခါလောက်ထပ်စားခြင်းလို့ပဲအပိုတကရဖို့အတွက်သူတို့အမြဲတမ်းရန်ဖြစ်ကြတယ်အပြင်ကလူတွေဆိုရင်လည်းဒီထဲဝင်ပြီးစားရဖို့အတွက်တယောက်နဲ့တယောက်အသေးလဲကိုဖြစ်နေကြတာအရင်ကတော့ကျွန်တော်ကလမ်းဆောင်မှာပလာတာရောင်းတဲ့လူသားမှန်လေးပါဒေတာကန်ခိုင်းချုပ်ကကျွန်တော်ကိုအပြစ်မရှိပဲပုံစံသွင်းပြီးဒီရောက်အောင်လုပ်လိုက်တာကွက်မြက်ခံရဖို့တပတ်အလိုမှာစိတ်ပြတ်အားငယ်ပြီးဒေါသထွက်နေတော့ထောင်မူးကြီးကကျွန်တော်ကိုစစ်ဆေးခန်းခေါ်သွားပြီးထောင်သားတွေအတွက်ချက်ပြုတ်ခိုင်းတယ်ဒါပေမဲ့ပလာတာလုတ်တက်ယုံနဲ့တော့ Dragon နိုင်ငံမှာစားဖို့မှုဖြစ်လို့မရဘူးလေ2000ချီတဲ့လူတွေအတွက်2000လောက်လိုက်ဖို့ပေးရမှာလားဒါပေမဲ့အသက်ရှင်နေသမျှတော့စူးစမ်းကြည့်ရမှာပဲဆိုတဲ့သဘောနဲ့ပဲဒီအလုပ်ကိုလက်ခံလိုက်ရတော့တယ်ဒါပေမဲ့မိဖို့ကြောင့်သုံးပစ္စည်းတွေကအလွန်ကိုရှေးကြပြီးပါဝင်ပစ္စည်းတွေကလည်းလက်ဆက်မှုမရှိဘူးထောင်သားတွေထမင်းစားဖို့ကလည်းမိနစ်40ပဲလိုတော့တယ်လူ2000စာချက်ပြုတ်ဖို့ဆိုတာစတီဖင်ချောင်ရဲ့စားဖို့မှုနှစ်ဖျားကိုယ်တိုင်လာချက်ရင်တော့မလွယ်တဲ့ကိစ္စပဲဒါပေမဲ့အချိန်မီမချက်ပေးနိုင်ရင်ထောင်မှုကတော့ထားပါတော့တေတံကြထောင်သားတွေကကျွန်တော်ကိုအရှင်လက်လက်စပစ်ကြလိမ့်မယ်အဲ့လိုစိတ်ပြက်လက်ပြက်ဖြစ်နေတော့မယ်ကျုပ်ပြုတ်ခင်းရည်ချက်တွေကကျွန်တော်ခေါင်းထဲပေါ်လာတယ်ကျွန်တော်လက်ချောင်းတွေကိုပြင်ပြီးဆက်ချက်တော့တာပဲတစ်ဖက်မှာတော့အန်ဒီရဲ့ကြီးတဲ့ထောင်သားတွေရဲ့လေ့ကျင့်ရေးကွင်းမှာစပင်းအတူကက်နဲ့ပီတာကကလတ်ထိုင်ပေါ်မိထိုင်ပြီးနေပူစာလုံနေတယ်ပြီးသွားတဲ့လူတွေကထောင်ထဲမှာပဲဖြစ်ဖြစ်အပြင်မှာပဲဖြစ်ဖြစ်အာနာရှိနေတော့မယ်သူတို့ကဘယ်သူမှမထီရဲတဲ့လူတွေလေသူရုတ်တရက်ထရလိုက်ပြီးလူမိုင်းအုပ်စုကိုခေါ်ကစားတောက်ခံဝါကိုတွားပြီးနောက်ကလူတွေကိုအော်ပြောလိုက်တယ်တေချာနားထောင်ကြနေလေစာကအရင်တစ်ခါလို့သာအရသာမရှိရင်ဘာလုပ်ကြမလဲအနာကအယိုးကြောပြိုင်ပြိုင်တဲ့လူကသူ့ကိုနှုတ်ဆက်ပေးလိုက်လို့ရရက်ဆက်ဆက်ပြောလိုက်တယ်ခလောက်အဲ့အချိန်မှာပဲတကားကိုခက်ပြင်းပြင်းခောက်လိုက်တာကြောင့်စားတောက်ခန်းထဲမှာတွေးတောနေတဲ့ထောင်ဆောင် silence လန့်သွားတယ်နေလေစာစားချိန်ရောက်ပြီပဲဒါပေမဲ့မိဖို့ကြောင့်ထဲမှာအလုံးရှုံနေတဲ့ကျွန်တော်ကိုမြင်တော့သူစိုးရိမ်တဲ့အရေးအယောင်ဖြစ်သွားတယ်ကျွန်တော်အခြေအနေကိုသိတော့ကူညီခြင်းပေမဲ့မိဖို့ကြောင့်တွေကမြင်ကွင်းကြောင့်သူအံ့အားသင့်သွားတယ်မိဖို့ကြောင့်ထဲမှာဂျုံပြုတ်လိုမျိုးတွေထည့်ထားတဲ့ OG50 ကိုသူမြင်လိုက်ရတယ်သူတခါမှမမြင်ဘူးပေမဲ့အရန်ကိုတာမန်ဆန်လုံးနေတဲ့ဒါကိုအကောင်းစားဟင်းလျာလို့ပြောဖို့မလွယ်ဘူးလေတကားနားမှာလှုပ်ရှားတန်ကြလို့ကျွန်တော်သူ့ကိုအမြန်ခေါ်ပြီးကူညီပေးဖို့ပြောလိုက်တယ်။ Silence ကောင်းနေပြီးအပြင်ရောက်သွားရင်လို့ပြောတယ်။အရင်အပြင်ထွက်ဖို့ကူညီပါဦး။ဒီလူသက်သမားတွေတွေ့သွားရင်ကျွန်တော်ကိုအလွတ်မပေးဘူး။သူ့စကားကြတော့ကျွန်တော်သူ့ကိုနည်းနည်းသဘောကျသွားမိတယ်။ဂျုံဟင်းရည်တွေစားတော့ခန်းဝါကိုမရောက်ခင်ကတည်းကအော်တန်တွေထွက်လာပြီးတန်တကားတွေကိုတဒုံဒုံနဲ့ထုနေပြီးအတင်းဝင်ဖို့ကြိုးစားနေကြပြီ။ကျွန်တော်တို့လည်းအလုံးမြင်မြန်လုပ်ရတော့တာပဲပုံမှန်ဆိုထောင်သားတွေကိုပဲခိုင်းတာပါပီတာကသူ့လူတွေကိုတခြားလူတွေအတွက်အစားအစာဝေခိုင်းနေဒီနေ့မနေ့စားဖို့မူကားနဲ့ဖြစ်ခဲ့တဲ့ကိစ္စကြောင့်မိဖို့ကြောင့်ဝန်ထမ်းတွေနဲ့ထောင်သားတွေထိတွေ့မှုမရှိအောင်လုပ်ရမယ်အကုန်ပြီးသွားတော့ Silence ကနောက်တကားကိုတော့ခတ်ပြီးတခြားလမ်းကနေထွက်သွားတယ်သူတို့ကျွန်တော်ကိုအခန်း99ကိုအရင်ပို့ပြီးမှစားတောက်ခန်းတကားကိုဖွင့်ပေးလိုက်တယ်ပီတာကတားရေးချခင်ဝစ်ပြီးပါဇက်မှာ secret တိုလေးကိုကြိုက်ကဝင်လာတယ်သူနောက်ကလူမိုက်တွေကလေးလေးဆဆလိုက်လာတယ်ပီတာကပရင်ပေါက်ကိုကြည့်ပြီး Silence ချဖို့မှုအစ်စ်ကဘယ်မှလဲလို့မေးတယ်ဘာမှမပြောနိုင်ဘူးလို့ Silence ကတီတီငိမ့်ငိမ့်ပြန်ဖြေလိုက်တယ်ပီတာကနှာခေါင်းရှုံပြီးသူ့လူမန်ကီးကိုလူတွေအတွက်အစားအစာသွားယူခိုင်းတယ်ဒါပေမဲ့မန်ကီးရောက်သွားတဲ့အချိန်မှာပဲကျွန်တော်အံ့အားသင့်သွားပြီးခဏအကြာမှာဒါကဝက်စာလာလို့အော်ပြောမိတယ်ပီတာရဲ့မျက်နှာကချက်ချင်းတင်းမာသွားပြီးစားတောက်ခန်းဝဘက်ကိုရှောက်သွားတယ်အဖြူရောင်ပုံးတွေစီထားတာကိုမြင်တော့သူတုန်လှုပ်သွားတယ်Silence ကိုကြည့်တဲ့မျက်လုံးတွေကတက်ချင်းနေတဲ့ပုံပဲသူတို့ကိုဝက်စာကျွေးတယ်ဆိုတဲ့အသည့်ကလက်မခံနိုင်စရာပဲလေဒီလိုအစော်ကားခံရရင်ပီတာကဂိုင်းချုံအနေနဲ့ဘယ်လိုလုပ်အာနာပြတော့မလဲ Silence ကကြောက်လန့်ပြီးနောက်ဆုတ်သွားပြီးလက်ထဲကလျှက်စစ်တုပ်ကိုတင်းတင်းကင်ထားတယ်ကဲဖြစ်တယ်လို့ပဲလုပ်ရမှာပဲပီတာဘာမှရမ်းမလုပ်နဲ့ဒီဟင်းလျာကိုအရှိတိုင်းကထိတ်တန်းစားဖို့မူတယောက်ကအထူးချက်ပြုတ်ပေးထားတာစားဖို့မူကြီးကအရန်တော်တဲ့အရင်ကအရှိတိုင်းရဲ့မြေအောက်ချက်ပြုတ်လောကကိုတယောက်တည်းသိမ့်ပိုက်ခဲ့ဘူးသူပဲပီတာခဏလောက်အံ့အားသင့်သွားတဲ့အတုံးနှုံးတွေကိုနားမလည်ပေမဲ့အထင်ကြီးစရာတော့ကောင်းနေတယ်အဲ့ဒီအချိန်မှာသူစိတ်ဝင်စားသွားပြီးအဲ့ဒီအရှိတိုင်းကဟင်းနမဲကဘာလဲလို့သိကျင်သွားတယ် Silence ကမေးထားလို့ကျွန်တော်ကဂါရာဟင်းရည်လို့ပြန်ပြောလိုက်တယ်သူထွက်သွားဖို့လုပ်တော့ပီတာကသူ့လက်မောင်းကိုဖမ်းဆွဲလိုက်တယ်ဟေ့ကောင်မင်းဒီမှာပဲရှိနေရမယ်ပြီးတော့သူကိုယ်တိုင်ခတ်ထည့်ပြီးသူ့လူ skinny ကိုပေးလိုက်တယ် skinny မင်းငါစီမှာ2နှစ်ရှိပြီဒီဟင်းရည်ကမင်းအတွက်ပဲ Skinny ရဲ့မျက်နှာကတွန့်သွားပြီးမစားချင်တဲ့အရေးအယောင်တွေပေါ်လာတယ်။သူကအစကတည်းက Silence ပြောတာတွေကိုမယုံခဲ့တာ။ဒါပေမဲ့ဂိုင်းချုပ်စကားကိုမလွန်ဆန်ရဲတော့ဇွန်းနဲ့ခတ်တောက်လိုက်တယ်။ဒါပေမဲ့နောက်တစ်ခဏမှာတော့သူတို့အားလုံးကြောက်ရွံ့တွေလိုဖြစ်ကုန်ကြတယ်။ဖျားဖျားကနေတကိုယ်လုံးကိုနှွေးထွေးတဲ့ခံစားချက်မျိုးပြန့်နှံ့သွားတယ်။ငယ်ငယ်ကမိခင်ရင်ခွင်ထဲမှာရှိနေသလိုမျိုးနတ်ဖျားတွေပြုံးပြနေသလိုမျိုးခံစားရတယ်။ Skinny ကကောင်းကင်ဘုံရောက်သွားသလိုပဲသူ့မျက်နှာကိုကြည့်ပြီးပီတာလည်းအံ့အားသင့်သွားတယ်
သူမကိုယ်တိုင်စားကြည့်ပြီးတော့အရန်ကိုလွတ်လပ်သွားသလိုပဲအိမ်မက်ထဲရောက်သွားသလိုခံစားရတယ်။ငယ်ငယ်ကမိခင်ရဲ့နှွေးထွေးတဲ့ရင်ခွင်ထဲမှာလှုပ်ခါနေတဲ့ကလတ်ထိုင်ပေါ်ပြန်ရောက်သွားသလိုပဲအရန်ကိုတကယ်ဖြစ်ရမှန်လို့ဖြစ်နေလို့မျက်ရည်ကျတာတော့မသိလိုက်ဘူး။အနားမှာရှိတဲ့ထောင်ဆောင်ဆိုင်လက်စ်ကကြောင်းတောင်ဖြစ်နေတယ်။ဘာတွေဖြစ်နေတာလဲ။ဘာလို့ဟင်းရည်တစ်ခွက်အတွက်နဲ့မျက်ရည်ကျနေကြတာလဲ။အစစ်အမှန်တရုတ်ဟင်းလျာကိုမစားဘူးတဲ့သူတွေအခုမှထင်ကြေးပေးနေတာတကယ်လူမိုက်တွေ။ဒါပေမဲ့အခြေအနေကိုကြည့်ရင်တော့ကျွန်တော်အသက်အန္တရာယ်ကင်းသွားပြီ။ခိုင်းချုံနဲ့စကင်နီတို့အဲ့လိုဖြစ်နေတာကိုကြည့်ပြီးတခြားလူတွေလည်းဘာမှမသိပဲငေးကြည့်နေကြတယ်။အားလုံးကစိတ်လှုပ်ရှားပြီးပကံတွေကိုအပြေးလွှားယူပြီးစားကြတော့တယ်။သူတို့မျက်နှာတွေမှာပျော်ရွှင်မှုတွေအပြည့်ပါပဲ။အဲ့ဒီအချိန်မှာပီတာကဟင်းရည်၃ခွက်အထိတောက်ပြီးပြီ။သူ့လူတွေကိုခေါင်းငိတ်ပြလိုက်တယ်။ဒါနဲ့သူ့လူတွေကပုံတပုံးကိုယူပြီးပီတာရဲ့အခန်းထဲကိုတည်သွားကြတယ်။သူ့အတွက်နည်းနည်းခြံထားရမယ်လေ။နေ့လယ်စာစားချိန်ပြီးသွားတဲ့အခါပုံ50လုံးမှာဘာမှကြံမနေတော့ဘူး။မိုက်ပုံးအောက်ခြေကိုလူရင်လူ2ယောက်ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားပြီး6ယောက်ကတော့နည်းနည်းစီဒဏ်ရာရသွားတယ်။ထောင်မူးမာတင်နဲ့သူ့လူတွေရောက်လာတဲ့အခါရန်ပွဲကပြီးသွားပြီ။မာတင်လည်းခေါင်းကိုက်သွားတယ်။ထောင်မှာထောင်သား5ယောက်ကဘာတွေပြောနေမှမသိပဲတူတူလေးလုံနေကြတယ်။မာတင်ကအံ့အားသင့်စွာနဲ့သွားကြည့်လိုက်တော့မယုံနိုင်စရာဖြစ်သွားတယ်။အဲ့ဒီထောင်သား5ယောက်ကပကံတွေကိုပြောင်းစင်အောင်ရှားနဲ့လျှက်နေကြတာအရန်ရှိရတဲ့တကယ်ရှိစရာပဲသူတို့ကိုအခန်းထဲကနှင်ထုတ်လိုက်တယ်ပြီးတော့မှသူထောင်မှုကိုသတင်းပို့လိုက်တယ်ထောင်မှုကအံ့အားသင့်ပေမဲ့တိတ်အရေးမလုပ်ပါဘူးညစာကိုလည်းအဲ့လူကြီးကိုပဲချက်ခိုင်းလိုက်ဖို့ပြောလိုက်တယ်လူသက်သမားပလာတာရောင်းသူကိုချက်ခိုင်းတာရက်လိုက်ပါဒီတခါတော့ကံကောင်းလို့သာဘာမှမဖြစ်တာမာတင်ကအဆင်ပြေပါတယ်လို့ပြောပေမဲ့စိတ်ထဲမှာတော့ဘသူ့ကိုသွားခိုင်းရမလဲလို့တွေးနေတယ်ဒီလောက်အရသာရှိတဲ့ဟင်းရည်ကိုချက်နိုင်တာကျွန်တော်ချက်ပြုတ်ဖို့မစခင်ကတည်းကချိတ်ဆက်ထားတဲ့စနစ်ကြောင့်ပါအိယာကနိုးလာတဲ့အချိန်မှာအမှတ်ပေါင်း2000ကျော်သွားပြီအကျင်းငွေနည်းနည်းလေးပဲလိုတော့တယ်ကန်ဆယ်မဲထဲမှာကျွန်တော်လိုချင်တဲ့အသက်ကဲကက်ရှိတယ်အသက်ရှင်ဖို့ဆိုရင်အမှတ်တွေပို့စုရမယ်အဲ့ဒီအချိန်မှာပဲစင်းကြံလမ်းမှာခြေတံကြားပြီးဆိုင်လက်ရောက်လာတယ်ညစာကိုချက်ခိုင်းတာပဲကျွန်တော်လက်ခံလိုက်တယ်ဒါပေမဲ့လက်ထောက်တယောက်ထပ်ပေးမယ်လို့မထင်ထားဘူးသူမကတရုတ်နိုင်ငံမှာစားတောက်ဆိုင်လုပ်ငန်းအတွေ့အကြုံရှိတဲ့အင်္ဂလိပ်အမျိုးသမီးတယောက်ပါထောင်ထဲမှာချက်ပြုတ်တက်ရင်တော့တချို့အခွင့်အရေးတွေရတာပဲဒါပေမဲ့ဆိုဖီယာကကျွန်တော်ကိုကြည့်တဲ့အခါမျက်လုံးတွေကအေးဆက်သွားတယ်သူမက Silas ကိုတော့မဖော်ရွေဘူး Silas ကညစာအတွက်မြင်မြန်လုပ်ဖို့ပြောပြီးအပြင်ထွက်သွားတယ်ကျွန်တော်တခုခုပြောဖို့လုပ်တော့ဆိုဖီယာကမင်းလိုလူမျိုးကအပိုင်းပိုင်းဖြစ်ရမှာမင်းအတွက်ဘာမှမလုပ်ပေးဘူးလို့ပြောတယ်ဆိုဖီယာကသွားကြိုက်ပြီးနေရန်ကိုမိကမျက်လုံးမှိတ်ပြီးငြိမ်သွားတယ်ကျွန်တော်ဒီနေ့အတွက်ဘာရှိလဲကြည့်လိုက်တော့ရေခဲတစ်တာထဲမှာဘာမှမရှိလို့တပ်ပြင်းချလိုက်တယ်စားစရာဘာမှမရှိဘူးအသားနဲ့ဟင်းသီးဟင်းရွက်တွေကလည်းမရှိတော့ခောက်ဆွဲပြုတ်ပဲလုပ်ရတော့မယ်တစ်ဖက်မှာတော့အခန်းဝမှာပီတာကဆရာဝန်ကိုစိုးရိမ်တကြီးကြည့်နေတယ်ကျွန်တော်အကိုပြန်နိုးလာဖို့အခွင့်အရေးရှိသေးလားတင့်အကိုရဲ့အခြေအနေရဆိုရင်နိုးလာဖို့က1000မှ1ယောက်လောက်ပဲရှိတယ်ဒီလိုအသက်မဲ့နေမဲ့အစားငိမ့်ချမ်းစွာထွက်သွားတာပိုကောင်းမယ်လို့ထင်တယ်ပီတာစိတ်သက်ကြသွားတဲ့တခဏလေးနဲ့အိုစားသွားတယ်လို့ပဲသူရောဘင်ကိုဘာမှမလုပ်ပါဘူးရိုးရိုးလေးပဲထိုင်နေလိုက်တယ်သူ့အကိုကီရာရဲ့လက်ကိုကင်ပြီးမျက်ရည်တွေနဲ့ထိုင်နေတယ်ကျွန်တော်ကောင်းကောင်းမကြည့်ရှုခဲ့လို့ပါအကိုနိုးလာဖို့ဆိုရင်ဘာမဆိုပေးဆက်ဖို့အဆင်သင့်ပါပဲအဲ့ဒီအချိန်မှာပဲကျွန်တော်ခောက်ဆွဲပြုတ်ကပြီးပြီးကျွန်တော်အတွက်တပတ်ကန်အရင်ယူလိုက်တယ်ချက်ချင်းပဲမှုေးပြက်တဲ့အနံ့ကအခန်းတစ်ခုလုံးပြေးသွားတယ်ဆိုဖီယာကကြက်သွန်စီခောက်ဆွဲအနံ့ကိုရလိုက်တယ်လျှက်စစ်ရှော့ဖြစ်တယ်လို့ပဲပါဇက်ထဲတွေးတောင်လာပြီးဆိုဖီယာရဲ့မျက်နှာကိုကြည့်ပြီးဘာမှမမေးပဲတလုံးလောက်စားလိုက်တယ်အရန်ကောင်းလို့မျက်နှာကပျော်ရွှင်နေတယ်ဆိုဖီယာအံ့အားသင့်သွားပြီးဒေါသထွက်သွားတယ်စိတ်မထိန်နိုင်ပဲသွားကြိုက်ပြီးပြောလိုက်တယ်မင်းလိုလူကိုယွန်းနေဆိုဖီယာဆိုတဲ့ငါကမင်းပေးတာဘာတစ်ခုမှမစားဘူးမိနစ်10အကြာမှာဆိုင်လက်စ်နဲ့ဆိုဖီယာတို့မိဖို့ကြောင့်နောက်မှာပကံကူစီနဲ့ရောက်နေကြတယ်ခောက်ဆွဲတွေကိုလိမ့်စားရင်သူတို့မျက်နှာမှာပျော်ရွှင်မှုတွေတက်လာတယ်ထောင်သားတွေနေ့လေကဘာလို့ရန်ဖြစ်ကြလဲဆိုတာဆိုင်လက်စ်အခုတော့နားလည်သွားပြီဒီဟင်းကတကယ်အရသာရှိတယ်ကိုတော့အထင်ကြီးလာမိတယ်ညစာမစားခင်ကလေးကစားတောက်ဆိုင်ရှိမှတန်းစီနေကြပြီးတန်တကားကိုလည်းခဏခဏလာခောက်နေကြတယ်အဆင်ပြေသွားတော့ဆိုင်လက်စ်ကဆိုဖီယာကိုပြန်ခေါ်သွားဖို့ခိုင်းလိုက်တယ်သူမထွက်သွားတော့ဘာပြောမလို့နဲ့ရက်နေတယ်လို့ပဲဘေးကလူတွေကိုအားနာပြီးမပြောဘဲထွက်သွားတယ်ဆိုင်လက်စ်ကထောင်သားတွေကိုစားတောက်ခန်းထဲခေါ်သွားတယ်ဒီညတော့ပီတာမဟုတ်ပဲစကင်းနီရောက်လာတယ်နေ့လယ်လိုပဲစကင်းနီနဲ့သူ့လူတွေကတန်းစီနေတဲ့သူတွေကိုဝေခိုင်းတယ်။ပုံထဲမှာခောက်ဆွဲတွေမြင်တော့စကင်းနီရက်သွားပြီးဘာလို့ခောက်ဆွဲဖြစ်နေတာလဲလို့မေးတယ်။ကျွန်တော်ခောက်ဆွဲမစားတတ်ဘူး။ကျွန်တော်အကူကပို့ပြီးတော့မုန်းတယ်။ဒါပေမဲ့နေ့လယ်ကချက်ပေးထားလို့သူဘာမှမပြောဘူးကျွန်တော်ပြုံးလိုက်တယ်။ဒီခောက်ဆွဲကချက်ချင်းစားရမှာမဟုတ်ဘူး။ကျွန်တော်ကိုယ်တိုင်ချက်ထားတဲ့ဟင်းရည်နဲ့စားရမှာ။အဲ့ဒီအချိန်မှာပဲအိုးဖုံကိုဖွင့်လိုက်တယ်။ချက်ချင်းပဲအရသာရှိတဲ့အနံကအိုးထဲကနေတဟူဟူထွက်လာတယ်။
စားတောက်ခန်းတစ်ခုလုံးပြန့်သွားပြီးအနံ့ရတဲ့သူတိုင်းတွေတွေစီးကြလာတယ်။ Hey Skinny မြန်ဝေပေးလိုက်စမ်းသူတို့တော့မခံနိုင်တော့ဘူး။ Skinny ကအလင်းမလို့ပဲအိုးထဲကိုကြည့်ပြီးအနံ့ကြောင်သွားတယ်။ကျွန်တော်ထမင်းဘူးတစ်ခုအမြန်ထည့်ပြီးခိုင်းချုပ်စီပို့လိုက်ပြီးမှထောင်သားတွေကိုဝေပေးတယ်။တစ်ဖက်မှာတော့အခန်းဝန်းကခိုင်းချုပ်ကသူ့အကိုအတွက်ဒေါသထွက်နေတယ်။အဲ့ဒီချိန်မှာပဲဘူလောင်ကထမင်းဘူးကိုယူပြီးရောက်လာတယ်။ထမင်းရဲ့အရာသာပြတ်သွားမှာဆိုလို့အမြန်လာပို့တာခွင့်မတောင်းပဲဝင်လာမိတာကိုမေ့သွားတယ်။ပီတာကသူတို့ကိုစူလိုက်လို့သူတို့ကြောက်ပြီးတုန်နေကြတယ်။ညစာကခောက်ဆွဲပြုတ်ပဲဆိုတော့ပီတာကဒေါသထွက်ပြီးဘူလောင်ကိုစိုက်ကြည့်တယ်။ဘူလောင်ကဒူးထောက်ပြီးဘာမှမပြောရဲတော့ဘူး။ကြောက်လုံးလို့အသက်တောင်မရှူနိုင်တော့ဘူး။အနားကလူနှစ်ယောက်လဲကြောက်လုံးလို့လဲကျသွားပြီးပီတာကအော်ပြောတယ်။အဲ့ဒီစားဖို့မူကိုတွားခေါ်ခဲ့ပြီးရင်တက်ပစ်လိုက်။အဲ့ဒီချိန်မှာပဲသူ့အကိုကပီတာရဲ့လက်ကိုလှမ်းကင်ပြီးမျက်ရည်တွေစီးကြလာတယ်။ကီရာကပီတာကိုကြည့်ပြီးဟိုက်ခိုင်တိုးတိုးလေးပြောနေတယ်။ပီတာကစိတ်လှုပ်ရှားပြီးအနားကိုတိုးသွားတယ်။အကိုဘာအနက်လေးလဲအရန်ပိုက်စားတယ်လို့ပြောလိုက်တယ်။ပီတာပျော်ပြီးငိုနေရနဲ့ညီလေးခောက်ဆွဲစားပြီးပြီလားလို့မေးတယ်။ကန်ကောင်းစွာနဲ့ပီတာရှိနေသေးတယ်။သူ့ဝင်မခံချင်ပေမဲ့လေဒါပေမဲ့ညီလေးအတွက်ကြောင့်သူတို့ကိုခိုင်းလိုက်ရတယ်။ပီတာကစိတ်ကောင်းဝင်ပြီးသူ့လူကိုပြောတယ်။ငါစားချင်လို့မဟုတ်ဘူး။အဲ့ဒီခောက်ဆွဲအနံ့ကြောင့်ပဲ။ကီရာနိုးလာတဲ့အခါဆရာဝန်ကစစ်ဆေးပြီးရင်3ခွက်လောက်စားနိုင်လိမ့်မယ်။အဲ့ဒါကြတော့ကျွန်တော်အံ့အားသင့်သွားတယ်။နောက်ဆုံးစစ်ဆေးပြီးတော့ဆရာဝန်တွေကဒါကတကယ်ဂျမ်မတ်ကားပဲလို့ပြောကြတယ်။ပီတာကသူ့အကိုကိုအကောင်းဆုံးဆေးရုံကိုပို့ပေးလိုက်တယ်။မသွားခင်ပီတာကခောက်ဆွဲပြုတ်ဖူးကိုယူသွားတယ်။လူနာတင်ရင်ကလူတွေလည်းအံ့အားသင့်သွားတယ်။ညစာချက်ပြီးရဲ့နောက် Silas နဲ့အတူအခန်း99ပြန်ရောက်တော့ကျွန်တော်အသက်ကိုနောက်ထပ်7ရက်အသက်ရှည်လိုက်ရတယ်။ဒါပေမဲ့ကျွန်တော်ကိုအပြစ်ပေးဖို့လုပ်တဲ့သူကဒီကိစ္စကိုသိသွားတဲ့အခါထောင်ထဲကလူတွေကို6ရက်အတွင်းကျွန်တော်ကိုရှင်းပြဖို့ပြောလိုက်တယ်။နောက်နေ့မနေ့အစောကြီး Silas နဲ့ Sophia ရောက်လာတယ်။ Sophia ကလှနေတယ်။ကျွန်တော်ကိုမကြည့်ပဲနေတယ်။ကျွန်တော်သူ့ကိုလှစ်လျူရှူပြီးပါဝင်ပစ္စည်းတွေကိုစစ်ဆေးလိုက်တယ်။ဘာမှမရှိဘူး။တပ်ပြင်းချပြီးပဲငါပြီးနဲ့ပေါက်စီလုပ်ဖို့ဆုံးဖြတ်လိုက်တယ်။သူတို့နေရာအလုပ်လုပ်ရင်ပေါက်စီကပြီးကနေပြီ။ဆိုဖီယာကပေါက်စီတွေကိုကြည့်ပြီးအံ့အားသင့်နေတယ်။ဒါကပေါင်မုံလည်းမဟုတ်ဘူး၊ပီဇာလည်းမဟုတ်ဘူး။စားလို့ရပါမလား။ဒါပေမဲ့ညကခောက်ဆွဲကိုပြန်တွေးမိပြီးဘာမှမပြောတော့ဘူး။ထောင်သားတွေတကားကိုလာခောက်နေကြပြီ။ Silas ကြောင်သွားတယ်။မနက်စာက7နာရီမှလေအခုက6နာရီခွဲပဲရှိသေးတယ်။သူတို့ယူနေကြတာလား။သူမကစားတောက်ခန်းထဲကနေတကားဘက်ကိုသွားပြီးဖွင့်မှာစားချင်ပြီဆိုတာကိုကြားပြီးအံ့အားသင့်သွားတယ်။ဖះရည်စားလိုက်ပါတော့မခံနိုင်တော့ဘူး။ Silas ရဲ့မျက်နှာကတွန့်သွားတယ်။ဒါကထောင်မဟုတ်တော့ပဲစားတောက်ဆိုင်ဖြစ်နေပြီကျွန်တော်လည်းမြန်လှုပ်လိုက်တယ်နောက်ဆုံးအဆင့်ဖြစ်တဲ့အနှစ်ချက်ဖို့လှုပ်လိုက်တယ်ဒါကဆက်နဲ့လှုပ်လို့မရဘူးလက်နဲ့ပဲလှုပ်ရမှာကျွန်တော်ဒဲအိုကြီးကိုကင်ပြီးလှုပ်လိုက်တယ်ဆိုဖီယာနဲ့ Silas အံ့အားသင့်သွားတယ်ဒဲအိုကြီးကိုဒီလိုကင်ဖို့ဆိုရင်10နှစ်လောက်အတွေ့အကြုံရှိမှရမှာဒါပေမဲ့ကျွန်တော်ကအသက်20ကျော်ပဲရှိသေးတယ်ကလေးဘဝကတည်းကလေ့ကျင့်လာတာလားမယုံနိုင်စရာပဲ10မိနစ်အကြာမှာပေါက်စီနဲ့ဘဲအနှစ်ပြီးသွားတယ်စားတောက်ခန့်အပြင်မှာတော့ထောင်သားတွေကတကားကိုတဒုံဒုံနဲ့ထုနေကြတယ်စကင်းနီကအလောက်ဆုံးပဲအမြန်မဖွင့်ရင်တကားဖြတ်ဝင်မယ်လို့ချင်းချောက်နေတယ်ကျွန်တော်ဆိုဖီယာနဲ့ Silas ကိုခေါ်ပြီးပေါက်စီတွေကိုယူထုတ်လိုက်တယ်ပဲအနှစ်တွေကိုပကံထဲထည့်ပြီး Silas တကားဖွင့်ပေးလိုက်တယ်စကင်းနီနဲ့သူ့လူတွေအတင်းဝင်လာကြတယ်အရန်ကိုစိတ်လှုပ်ရှားနေကြတာကျွန်တော်ကိုယ်တိုင်လည်းဒီလောက်ဖြစ်မယ်လို့မထင်ထားဘူးစကင်းနီကပဒင်းပေါက်ကိုရောက်လာပြီးပေါက်စီတွေကိုကြည့်ပြီးစားဖို့မူယွန်းဒါကဘာတွေလဲလို့မေးတယ်တညလုံးပိုက်စာနေတာဒါပဲပြီးမှလားစကင်းနီစိတ်မသက်မသာဖြစ်သွားတယ်Silas ကဒေါသထွက်ပြီးမင်းတို့ရွံ့ရဲ့လက်ရာကိုမစားဘူးလို့လားလို့အော်ပြောလိုက်တယ်တန်းစီပြီးယူကြစကင်းနီခေါင်းညိတ်ပြီးအားလုံးကိုတန်းစီခိုင်းကပေါက်စီနှလုံးနဲ့ပဲအနှစ်ကိုထည့်ပေးလိုက်တယ်ထောင်သားတွေကအံ့အားသင့်သွားတယ်အရန်နေလုံးနေတယ်ပထမဆုံးရတဲ့လူကချစ်ကင်ဆိုတဲ့လူပဲသူကအရန်ကိုထောင်လွှားနေတာပကံဘောကပေါက်စီနဲ့ပဲနှစ်ကိုကြည့်ပြီးထိုင်ကုန်မှာထိုင်ပြီးအတန်ကြဲကြဲနဲ့အော်ပြောလိုက်တယ်ဒါကိုပဲကြွေးမှလားအရသာမရှိရင်တော့မကောင်းဘူးနော်ပြီးတော့ပေါက်စီကိုဖဲ့ပြီးပဲအနှစ်နဲ့ထူစားလိုက်တယ်ချက်ချင်းပဲသူ့မျက်လုံးတွေပြူးသွားတယ်အရသာကအရန်ကောင်းနေလို့ဖះကြီးဒါကလူစားတဲ့ဟာပဲလားသူအန်တာပြီးအစာမစားရတာကြားတယ်လို့စားနေတယ်တခြားသူတွေလည်းအဲ့လိုပဲစားနေကြတယ်ကြီးစားနေတာကိုကြည့်ပြီးကျွန်တော်လည်းစားလိုက်တယ်ပေါက်စီကိုပဲအနှစ်နဲ့ထူစားလိုက်တဲ့အခါအရသာရှိရဲ့ပဲအနှစ်ကပါဇက်သေးကိုလှိုင်းလုံးလိုတိုးဝင်လာတယ်အရသာကအရန်ပြင်းပြပြီးစိတ်ကူးတဲ့ထိပျော်ရွှင်သွားတယ်စားတော့ခန်းတစ်ခုလုံးပျော်ရွှင်မှုတွေနဲ့ပြည့်နေတယ်အရင်ကဒီလောက်ကောင်းတာမစားဘူးဘူးထွေခွန်းနိုင်ငံကစားဖို့မှုဆိုတာဒီလိုမျိုးပဲတခြားသူတွေနဲ့မတူဘူးဒီရက်ပိုင်းမှာသမင်းစားဖို့ပဲတွေးနေတော့တယ်ထောင်ထဲကနေမထွက်ချင်တော့ဘူးဘယ်သူမှမခေါ်သွားပါနဲ့အပြင်ရောက်ရင်ဘာလုပ်မှာလဲအပြင်ရောက်ရင်ဒီလိုအရသာမျိုးရနိုင်ပါမလားဘလို့မှမထွက်ဘူးတ
ဒါကိုကြတော့ဆိုဖီယာအံ့အားသင့်သွားတယ်သူမရဲ့လောကကြီးကိုပြောင်းလဲပစ်လိုက်တယ်လို့ပဲပဲအနှစ်နဲ့ပေါက်စီပျော်ရွှင်စရာကောင်းတဲ့အစားပဲဒါကိုလုံနိုင်တာနဲ့စရာပဲဖြစ်ရမယ်မနေ့ကခောက်ဆွဲထက်တောင်ပိုကောင်းတဲ့ silence လဲစားချင်နေပေမဲ့အခြေအနေကြောင့်မစားနိုင်ပဲမျိုးချနေရတယ်ထောင်သားတွေရှေ့မှာမစားသင့်ဘူးလေမင်းညကလိုပဲမျိုးချနေရတယ်ထမင်းဘူးကိုဖြည့်ပြီးပျော်ပျော်ရွှင်ရွှင်နဲ့ဆိုင်ကနေထွက်လာခဲ့တယ်ပီတာကဒီနေ့မနက်စာအတွက်မစင်းလာပေမဲ့သူ့လူတွေကိုဘာမှမပြောဘူးဒါပေမဲ့ဂိုင်းချုပ်ကိုအထင်ကြီးအောင်လုပ်ဖို့အခွင့်အရေးကိုဘယ်လိုလက်လွတ်မလဲမနက်စာကမိနစ်30ကြာတယ်ထောင်သားတွေကပကံတွေကိုပဲအနှစ်နဲ့အကုန်တုပ်စားလိုက်ကြတယ်ဇွန်းရှာတာကိုစားပြီးကလေးကပကံဆေးရတာလွဲသွားပြီကျွန်တော်အကုန်စားဖြစ်အောင်ကြိုးစားတယ်ဘာမှမကြံအောင်စားပြီးတဲ့နောက်ကြည်တယောက်တည်းစားတော့ခန်းနဲ့ကြံခဲ့တယ်သူဒီနေ့တော့ပျော်နေတယ်သူပန်းကိုယူပြီးပဒင်းပေါက်ကိုသွားတယ်အခုတော့ဆိုဖီယာကဝေးနေတယ်ဟေးလာပါသူပေါက်စီနဲ့ဘဲအနှစ်ထပ်ပေးပါဦးဆိုဖီယာကအိုးထဲမှာဘာမှမရှိတော့တာကိုကြည့်ပြီးတွေးဝေးသွားတယ်ပေါက်စီကုံသွားပြီးလေးကတော့ယူပြီးထပ်စားနိုင်ပါဦးမလားကြီးကရေပြီးဟမ်မဆောင်နဲ့လို့ပြောတယ်မင်းတို့ဝန်ထမ်းတွေကကိုယ့်အတွက်အပိုချန်ထားတတ်တယ်။မြန်မြန်ထုတ်ပေးစမ်းဒေါသထွက်အောင်မလုပ်နဲ့။ဆိုဖီယာကဂယုမဆိုင်ပဲနေတော့ကြီးဒေါသထွက်ပြီးပကံကိုပြစ်ပေါက်လိုက်တယ်။ဆိုဖီယာကမျက်နှာကိုလှည့်ပြီးပကံကိုရှောင်လိုက်တယ်။ပကံကနေရံမှာတဒုံဒုံနဲ့ထိသွားတယ်။ကြီးဒေါသပိုထွက်ပြီးမိဖို့ချောင်းတွေကိုအတင်းဝင်လာတယ်။ဆိုဖီယာကိုမြင်တော့အကြံဆိုးတွေနဲ့သူမကိုပြေးဖမ်းလိုက်တယ်။ဆိုဖီယာမရှောင်ခင်မှာပဲမိဖို့ချောင်းတွေကဒဲအိုကြီးပြစ်ပေါက်လိုက်တယ်။ကြီးရဲ့မျက်နှာကိုတန်းထိပြီးသူ့ကြောင်သွားတယ်။သူတို့ဒေါသထွက်နေပေမဲ့ကျွန်တော်အာကိုကြောက်ပြီးဘာမှမလုပ်ရဲကြဘူး။ဒီလောက်ကြီးတဲ့ဒဲအိုကိုပြစ်နိုင်ဖို့ဆိုရင်အားဘယ်လောက်ရှိရမလဲ။ချစ်ကင်ကနောက်ဆုတ်ပြီးမင်းကစားဖို့မှုတယောက်ပဲလေ။ဘာထူးလဲလို့ပြောတယ်။ဘလို့လို့ကျွန်တော်ကိုထိရဲတာလေ။ဒီနယ်မြေမှာဘယ်သူမှမလုပ်ရဲဘူးစောင့်နေ။ပြီးတော့ကြီးမျက်နှာကိုဖုံပြီးဆိုင်ကနေထွက်သွားတယ်။ Silence ကဒီလူတွေမှာထောင်ထဲကလူတွေနဲ့ချိတ်ဆက်မှုတွေရှိတယ်လို့သတိပေးတယ်။အထူးသဖြင့် Brown နဲ့ဆက်ဆံရေးရှိတယ်လေ။ဒီထောင်ရဲ့စီမင်းရတော့အဓိကကတော့ထောင်သားတွေရဲ့စီကန်းကိုပဲကြည့်ရတာပါ။ထောင်သားချင်းရန်ဖြစ်တာကတော့သူတို့ဘာသာလုပ်ရမယ့်ကိစ္စလေ။ဒါပေမဲ့ Silence က Brown လာရင်ကျွန်တော်ပြောပြလိုက်မယ်လို့ပြောတယ်။ Brown ကအဲ့လူကြီးပဲဖြစ်ရမယ်လို့ကျွန်တော်ထင်တယ်။ဆိုဖီယာကကျွန်တော်လက်ကိုဆွဲပြီးတောင်းပန်နေတယ်။ကျွန်တော်ဘာပြောရမလဲလို့တုံးပဲဘလုံးနဲ့လူမိုက်တွေရောက်လာတယ်။သူတို့ကအရေးကြီးကိစ္စရှိတယ်လို့ပဲဂျီနဲ့အတိုင်းပြီးသွားတယ်။ဂျီကဝမ်းနဲ့စွာနဲ့မျက်ရည်ကျနေတယ်။အကိုလောင်အဲ့ဒီစားဖို့မှုကကျွန်တော်ကိုရိုက်တယ်။အကိုကူညီပေးပါ။ဘလွန်အံ့အားသင့်သွားပြီးဂျီညွန်ပြတဲ့ဘက်ကိုကြည့်လိုက်တယ်။ကျွန်တော်ကိုတည်ငြိမ်စွာကြည့်နေတာကိုတွေ့လိုက်တယ်။ဘလွန်ကဂျီရဲ့မျက်နှာကိုတစ်ချက်ပြင်းပြင်းရိုက်လိုက်တယ်။စားတောက်ခန်းထဲမှာအတန်ကတော်တော်ကျဲသွားတယ်။ပြီးတော့ဘလွန်ကကျွန်တော်စီလျှောက်လာပြီးဒူးထောက်လိုက်တယ်။ညီယွန်းကျွန်တော်လူတွေကိုမဆုံးမမိတာကျွန်တော်အမှားပါ။ခွင့်လွှတ်ပေးပါ။ဆိုင်ထောက်ကင်းထဲမှာအသက်ရှူတန်အောင်မကြားရတော့ဘူး။ကြီးကတော့မျက်လုံးပြူပြီးအံ့အားသင့်နေတယ်။သူ့ကိုကြည့်ပြီး silence တောင်အံ့အားသင့်နေတယ်။ကျွန်တော်ကိုမြင်ရင်ကြွက်ကကြောင်ကိုမြင်တယ်လို့ဖြစ်နေတယ်။ထောင်ထဲမှာအလုံးလုံးနေတာကြာပြီဘလွန်ဒီလိုမျိုးဖြစ်တာတခါမှမမြင်ဘူးဘူး။လူတို့မျက်လုံးထဲမှာစိတ်လှုပ်ရှားမှုတွေရှိနေတယ်။ကျွန်တော်တို့သိနေလို့လားလို့မေးလိုက်တယ်။ဘလွန်ကပြုံးလိုက်တယ်။ဂိုင်းချုပ်ကပြောတယ်။တခင်ကိုလေးစားဖို့ပြောထားတယ်လေ။ဂိုင်းချုပ်ကဖိတ်ခိုင်းထားတယ်။သွားရင်သိလိမ့်မယ်။ဘလွန်ကလေးလေးစားစားပြောပြီးကျွန်တော်ကိုခေါ်သွားဖို့ပြင်တယ်။အခန်းဝမ်းကိုပြန်သွားတော့ Silence ကဆိုဖီယာကိုအခန်းပို့ပေးလိုက်တယ်။လမ်းမှာထောင်သားတွေရန်ဖြစ်နေတာကြားလို့ရက်ကြည့်လိုက်တယ်။ Silence ကဆိုဖီယာကိုခေါ်သွားတယ်။ထောင်သားကထောင်ကမထွက်ဘူး။အချိန်ပြည့်ပေမဲ့မထွက်ဘူးလို့အော်နေတယ်။ဘယ်နေရာမှာဒီလောက်ကောင်းတဲ့အစားအစာရမလဲယူမှာပဲထွက်မှာ။တက်ချင်ရင်တက်လိုက်မထွက်ဘူး။အော်ဒန်တွေကိုကြားပြီးဆိုဖီယာနဲ့ Silence ကြောင်သွားတယ်။ထောင်ရဲ့အထူးဌာနမှာအာဗီလာကအုပ်စိုးနေတယ်။သူတို့ကလူတယောက်ကိုစစ်နေတယ်။သူကအကုန်ပြောပြနေတယ်။ဟင်းကအရန်ကောင်းလို့ပါသူတို့ဟင်းကိုမစားချင်လို့မဟုတ်ဘူးဒီစကားကြောင့်အာဗီလာဘာမှမပြောနိုင်တော့ဘူးဂိုင်းချုပ်ကျွန်တော်အမှန်တိုင်းပြောတာပါမနေ့ကနေလေစာအတွက်ဇုံဝမ်ကိုသွားရတယ်ခေါက်ဆွဲပြုတ်စားခဲ့ရတယ်အရန်ကောင်းတာပဲဇုံအိကထောင်သားတယောက်ကတရုတ်နိုင်ငံကစားဖို့မှုတဲ့အဲ့ဒါကြောင့်စားလိုက်ရတာမနေ့ကပေါက်စီနဲ့ပဲနဲ့အတွက်1000တောင်ကုန်လိုက်တယ်အာဗီလာကသူပြောတာကိုယုံပေမဲ့အရန်ကိုထူးဆန်းနေတယ်1000တောင်စားလိုက်တာလားဘလောက်တောင်ကောင်းလို့လဲတကယ်ကောင်းလို့လားလို့မေးလိုက်တယ်ဂိုင်းချုပ်ညကခောက်ဆွဲစားပြီးတော့တညလုံးမအိပ်ရဘူးအရန်ကောင်းလို့စိတ်လှုပ်ရှားနေတာအာဗီလာမျက်လုံးကိုမှိတ်ပြီးမီလာလို့ခေါ်လိုက်တယ်ဒီနေ့နေ့လယ်စာကိုအဲ့ဒီမှာသွားယူပြီးယူခဲ့ပေးပါလားစားဖို့မူကဘလောက်တောင်တော်လဲကြည့်ခြင်းနဲ့ညကအစာတစ်ခွက်ကြောင့်အိတ်မပြောဘူးပေါ့လေသူ့နောက်ကလူကချွေးတွေတောင်ပြက်နေတယ်နေ့လယ်စာအတွက်ဆိုဖီယာနဲ့ကျွန်တော်မိဖို့ချောင်းမှာအလုပ်ရှုံနေကြတယ်။ပါဝင်ပစ္စည်းအသစ်တွေထပ်ထည့်လိုက်လို့ဟင်းအမယ်တွေစုံသွားပြီ။အခုချက်နေတာကတရုတ်ချက်ပြုတ်နည်းရဲ့အနှစ်သာရဖြစ်တဲ့ဟင်းစုံပေါ့။ဆိုဖီယာကိုရှင်းပြပေးနေလို့နည်းနည်းကြာသွားတယ်။
ဆိုဖီယာတက်သွားရင်ကျွန်တော်တယောက်တည်းလှုပ်ရှားမလို့တော့ဘူးမိနစ်30အကြာမှပြီးသွားပြီးနောက်ထပ်10မိနစ်လောက်တီးထားရင်စားလို့ရပြီထောင်သားတွေကအပြင်မှာတကားကိုလာခောက်နေကြပြီအဲ့ဒီအချိန်မှာထောင်ဆောင်ကမာတင်ကိုခေါ်လာတယ်ကျွန်တော်အင်ဂျီကော်လာကိုပြင်ပြီးတကားကိုဖွင့်လိုက်တယ်ပီတာကဂျာကင်ဝစ်ပြီးရှေ့ကလာတယ်သူ့လူတွေကလည်းစီကန်းကြလိုက်လာတယ်စကင်းနီးကလည်းလူတထစင်လောက်နဲ့ရောက်လာတယ်ကျွန်တော်ကိုမြင်တော့အားလုံးက90ဒီဂရီဥညွတ်ပြီးမင်္ဂလာပါအကိုယုံမင်္ဂလာပါအမလို့အော်ပြောတယ်ကျွန်တော်ရေလိုက်ပြီးနောက်တာရက်လိုက်ပါထမင်းဝေကြရအောင်လို့ပြောလိုက်တယ်စကင်းနီးနဲ့လူတွေကတခါထက်ဥညွတ်လိုက်တယ်ဆိုဖီယာအံ့အားသင့်သွားတယ်ဒီနယ်မြေမှာနာမည်ကြီးပေမဲ့ဒီလိုမျိုးအဆက်ဆံခံရတာတခါမှမရှိဘူးမာတင်အံ့အားသင့်ပြီးရက်သွားတယ်သူတို့ကတစေတွေ့တယ်လို့ကြောင်ကြည့်နေကြတယ်ကျွန်တော်ကိုလက်ညှိုးထိုးနေတာမြင်တော့စကင်းနီကမာတင်လို့ခေါ်ပြီးမိမိသားစုကိုဘာဖြစ်ချင်တာလဲလက်ဖယ်လိုက်လို့ချင်းချောက်တယ်မာတင်ဒေါသထွက်ပြီးမျက်နှာပြက်သွားပေမဲ့ဘာမှမပြောရဲတော့ဘူးအဲ့ဒီအချိန်မှာသူသဘောပေါက်သွားတယ်24နာရီအတွင်းမှာကျွန်တော်ကအင်အားကြီးတိုင်းနဲ့ချိတ်ဆက်မိသွားပြီပီတာကအနားမှာရှိနေပြီးအကုန်လုံးကိုကြည့်နေတယ်သူသဘောတူထားတာသိကြတယ်မာတင်တက်ပြင်းချပြီးထွက်သွားတော့တယ်နေ့လယ်စာရောက်တော့ပေါက်စီတွေကိုမြင်ပြီးထောင်သားတွေပြောနေကြတယ်ဟင်းစုံအိုးကြီးကိုမြင်တော့ထောင်သားတွေရဲ့မျက်လုံးတွေလင်းလာတယ်အိုးဂါတာကပေါက်စီကြိုက်တာပေါင်းမုတ်တွေကအမိုက်ပဲရုံးရဲ့လက်ရာကအရန်ကောင်းတာပဲထောင်သားတွေရဲ့ချီကျူးတန်ကြတော့ကျွန်တော်စိတ်ကျေနပ်သွားတယ်ဒီလူတွေကတခါတလေချစ်စရာကောင်းတာအာဗီလာသူ့ရှိကပကံနှစ်ခုကိုကြည့်နေတယ်ဘယ်ဘက်မှာပေါက်စီညာဘက်မှာဟင်းစုံမီလာကဂိုင်းချုပ်အကုန်လုံးပါပဲစားလိုက်ပါလို့ပြောတယ်အနက်ရတော့အာဗီလာမဆောင်တော့ဘူးဟင်းတလုံးစားလိုက်တယ်အာဗီလာတလုံးစားလိုက်တော့အရသာကစိတ်ထဲထိပြန့်နှံ့သွားတယ်အရန်ကောင်းလို့အံ့အားသင့်သွားတယ်လက်တွေတောင်တုံပြီးစကားမပြောနိုင်တော့ဘူးအရသာကိုပဲခံစားနေတော့တယ်တွေးချတဲ့ကစားလိုက်ခေါင်းနဲ့နာခဆလာခတာပကြကကြည့်တာဆလာချမကန်တင်ကChrist 19上海你大卫谈七八岁谈三加了七盘看看的မျက်ရည်တွေစီးကြလာလို့မီလာအံ့အားသင့်သွားတယ်ဂိုင်းချုပ်အစင်ပြေရဲ့လားသူတို့အစိတ်ခတ်ထားတာလားအာဗီလာကဂယုမဆိုင်ပဲဆက်စားနေတယ်ပေါက်စီနဲ့ဟင်းစုံတကယ်ကျေနပ်စရာပဲပေါက်စီနှစ်ခုနဲ့ဟင်းကုန်သွားပြီးနောက်ထပ်ရှိသေးလားမီလာအံ့အားသင့်သွားတယ်အကုန်ကုန်သွားပြီးအာဗီလာကမီလာကိုကြည့်ပြီးဒီနယ်မြေမှာဒီလောက်ကောင်းတဲ့စားဖို့မှုရှိမယ်လို့မထင်ခဲ့ဘူးဒီအတိုင်းဆက်သွားရင်အကုန်လုံးကဒီဘက်ကိုရောက်လာလိမ့်မယ်ဒီလောက်နဲ့ပဲပြီးပြီဆိုတာကိုသိအောင်လုပ်ရမယ်အနားယူချိန်မှာအကုန်လုံးစုနေကြတယ်ထောင်မူရုံးကိုသတင်းရောက်သွားတယ်သူတို့ယူနေကြတာလားအာဗီလာကဘလို့လုပ်ပြီးဥဆောင်နေရလဲမာတင်ချွေးပြန်သွားတယ်သူတို့တောင်းဆိုချက်ကရှင်းပါတယ်သူတို့ကစားဖို့မှုကိုလိုချင်နေကြတာသူတို့ကအစိတ်ဟင်းအောင်စားလိုက်မယ်ကျွန်တော်ရေခဲတက်တာတွေကအသားတွေကိုတွေးလို့ဆက်လိုက်တယ်ဒီအမွေးတွေကစိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဓာတွေကိုရောပြီးအနှစ်ချက်လိုက်တယ်လူမလောက်လို့ကောင်မလေးတယောက်ကိုခေါ်လိုက်တယ်ဘေဘေကကျွန်တော်ကိုစိုက်ကြည့်ပြီးဆိုဖီယာကိုစူတယ်ဒီလူကတရုတ်ကစားဖို့မှုဆိုတာမဟုတ်တော့ပါဘူးဘေဘေနောက်တာရက်လိုက်ပါယူရဲ့ဟင်းကမှော်ဆန်တယ်သူကယူနေတာပဲအချိန်မဖြုံးပါနဲ့မင်းငါလေပင်ကိုဆွဲတယ်လွတ်ပြီးကျွန်တော်တည်ငြိမ်နေတယ်ဆိုဖီယာကဘာမှမပြောဘူးကောင်မလေးငိုနေတယ်ချက်ဖို့လို့တော့ဆိုဖီယာကရိုပလင်းလေးကိုတွေ့တယ်ဟင်းချက်တာအကုန်ရတာရှိတယ်နည်းနည်းပဲထည့်မလို့အကုန်ပြုတ်ကျသွားတယ်ရပါတယ်လေတစ်ဖက်မှာတော့ဂိုင်းချုပ်ကတတ်ဖို့လူငါထားတယ်စားဖို့မူကတခြားသွားမှလားညကြရင်အဆင်ပြေအောင်လုပ်လိုက်ညစာစားချိန်မှာထောင်သားတွေအမြဲလိုပဲစားနေကြတယ်ဘာမှမအော်ကြဘူးအားလုံးအသက်ရှူတန်တွေပြင်းနေတယ်လူသက်သမားကကင်မရာတွေကိုရှောင်ပြီးလာနေတယ်ဒီအလုပ်ကလွယ်တဲ့အလုပ်ပဲဒီထောင်ကဘာမှမဟုတ်ဘူးအလွယ်လေးဝင်နိုင်တယ်စားဖို့မူတွေကိုရှင်းလိုက်ရုံပဲတစ်ဖက်မှာတော့ဘရောင်းကအပူလောင်နေတယ်ဒေါသတွေနဲ့ယူတော့မယ်လူသက်သမားကအခန်းတကားကိုတော့ဖြတ်နေတာကိုတွေ့လိုက်ရတယ်ဘူးလောင်ပြောသွားပြီးဟိတ်ကောင်မင်းဆက်ပြားကြံခဲ့တယ်လို့ပြောလိုက်တယ်ပြီးတော့အော်တန်တွေထွက်လာတယ်တညလုံးအတန်တွေကြားနေရလို့ဘယ်သူမှမအိပ်ရဘူးမနဲ့လင်းတော့လူသက်သမားကအားကုန်ပြီးလဲကြနေတယ်ထောင်ဆောင်ရောက်လာတယ်သူတို့ခွဲစိတ်နေတော့ဂိုင်းချုပ်ကသတင်းကောင်းကိုစောင့်နေတယ်အကျွေးကိစ္စဘလို့လဲဂိုင်းချုပ်အကုန်ပြီးသွားပါပြီအဲ့ဒီကောင်တေသွားလောက်ပြီးဖုံးဝင်လာပြီးချက်ရဲ့မျက်နှာပြတ်သွားတယ်မအောင်မြင်ဘူးသူအတန်ပုတ်ခံလိုက်ရပြီးအသေးခံရတော့မလို့ဖြစ်သွားတယ်ဘာဒီလူကအကုန်ပြင်ဆင်ထားတာဖြစ်ရမယ်အကုန်စုံစမ်းလိုက်ဘာမှမကြံအောင်လုပ်မနေ့ကျတော့ Silas ကကျွန်တော်ကိုလူကြီးတွေစီခေါ်သွားတယ်ဒီမှာတော့ထောင်သား10ယောက်တောင်မရှိဘူးသူတို့ကအခန်းကောင်းတွေမှာနေပြီးလွတ်လပ်တယ်ရောက်တော့ Liv Henry ဆိုတဲ့အဖိုးအိုနဲ့စကားပြောဖြစ်တယ်တခင်ဂိုင်းထုတ် Liv Henry ဝင်းနေအတွက်ချက်ခိုင်းချင်လို့ပါအသားမစားဘူးဆိုတော့ခက်ပြီးဟင်း18မျိုးချက်ရမယ်အသားမပါရဘူးဘယ်လိုလုပ်မလဲ Silent ဆက်အစ်စ်တစ်လုံးယူလာတယ်ဒါကတရုတ်ကတင်သွင်းတဲ့ဒိုဖူးဆက်ပါကျွန်တော်စရင်ရေးပြီး Henry စီပို့လိုက်တယ်အဖို့အော်ဒါကမွေးနေ့အတွက်လားလို့မေးတယ်ဒီကောင်ကဒိုဖူးပဲကျွေးတော့မယ်ဆိုတာသိလို့လား
တရုတ်ကစားဖို့မှုတယောက်ငှားထားတယ်ဒါလေးနဲ့ပဲတင်ပြရမှာလားဟင်နရီကစိတ်မကျေနပ်ဘူးဘာမှမကောင်းဘူးဘာလုပ်နိုင်မလဲကြည့်ရသေးတာပေါ့မွေးနေ့ပြက်ရင်တော့ silence ကြောက်နေတယ်အဖြူရောင်နက်ဆရာကနာမည်ကြီးစားဖို့မှုပဲဟင်နရီကယွန်းကိုစိတ်ပြက်နေတယ်တရက်ကြာတော့အဖြူရောင်နက်ဆရာအံ့အားသင့်နေတယ်ဒုဖူးကိုငှက်ပုံစံထွင်းနိုင်တာလားဓားကိုဒီလောက်ပေါ့ပါအောင်ကင်နိုင်တာလားအဖြူရောင်နက်ဆရာဟင်းပကံကိုတည်လာတယ်ဘာလဲဒါကားလို့အဖြူရောင်ကရှိတယ်ဟင်နရီဒါကအကောင်းစားလို့ပြောတာလားအဲ့ဒီနိုင်ငံကဟင်းတွေကဒီလောက်ပဲလားလီဖူဒေါသထွက်သွားတယ်အဖြူရောင်နက်ဆရာလည်းအရသာကိုသိတယ်ကျွန်တော်လက်ရာကယွန်းရဲ့လက်ရာကိုမမိဘူးအားလုံးအံ့အားသင့်သွားတယ်အဖြူရောင်ရေးလိုက်တယ်ဒါဆိုစားကြည့်ရအောင်စားလိုက်တဲ့အခါသူ့ရဲ့အုံမင်းနဲ့ခန္ဓာကိုယ်ကြီးရက်သွားတယ်ဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် like subscribe နဲ့ share ပေးဖို့မမေ့နဲ့အောင်နော်